Chosu tusa. Tata party parent Tata peri rangaya. Rangaya. Peri India ma shi di culture program ta khu twa bi scholarship လေးရလို့တွားခဲ့ရပေါ့နော်အဲ့မှာမှဒီ India နိုင်ငံမှာရှိရဒီလို top show တစ်ခုမှာအဲ့လိုပါဝင်ခွင့်ရလိုက်တယ် Ital tu yalveduma ညီမကတချင်းတိုင်းဆိုရယ် English လဲဆိုရယ်တမန်တချင်းလဲဆိုရယ်မြန်မာတချင်းတွေလည်းအများကြီးဆိုရယ် Shimi return nibime kodali na de tadlobe Santim la tuyane mo nene mya kauyela Kona tu tim tiad karinga jese me karti hum Balvatunda vallal vaangi konda poga varthi solla naanum vandi kangalidamaga ဟုတ်တယ်ဒီကားထဲမှာကျတော့လေညီမတို့ဒီမြန်မာနိုင်ငံမှာရှိရဲပေါ့နော်အိန္ဒိယလူမျိုးတွေကဘယ်လိုမျိုးနေထိုင်နေရဲဘယ်လိုမျိုးအတူတကွအလုပ်တွေတွဲလုပ်ကြရဲအဲ့ဒါကိုအဲ့လို realistic ဆန်ဆန်လေးသူကပြမှာပေါ့နော်အဲ့အတွက်ကြောင့်ဟိုညီမတို့ကလည်းဒီအိန္ဒိယလူမျိုးပဲဒါပေမဲ့မြန်မာပြည်မှာရှိနေရမြန်မာနိုင်ငံသားအိန္ဒိယလူမျိုးတွေပေါ့မြန်မာနာမည်ကတော့ဟုတ်ဒီပါခေါ်ချောစုသူစာပေါ့နော်ဟုတ်အော်ဟုတ်ကဲ့ဆိုမကားလေးမှာပါဝင်ဖြစ်တာကျတော့ညီမဒီမနှစ်ကပေါ့နော် recently ဒီ India မှာရှိရဒီ culture program တစ်ခုကိုတွားပြီး scholarship လေးရလို့တွားခဲ့ရပေါ့နော်အဲ့မှာမှဒီ India နိုင်ငံမှာရှိရဒီလို top show တစ်ခုမှာအဲ့လိုပါဝင်ခွင့်ရလိုက်တယ်အဲ့ဒီမှာညီမရဲ့သူကကျတော့ဒီတခြားနိုင်ငံမှာရှိရ India နယ်ပွားတွေအကုန်လုံးပေါ့နော်နိုင်ငံတကာလူတွေလာတဲ့ပွဲဆိုတော့အကုန်လုံးကသူတို့နိုင်ငံနဲ့ပတ်သက်ပြီးတော့သူတို့အဲ့လိုမျိုးပြောကြရဲပေါ့နော်အဲ့ချိန်မှာညီမကလည်းအဲ့ဒီ show မှာအဲ့လိုညီမရဲ့မြန်မာနာမည်လေးကိုမိတ်ဆက်လိုက်တာချောစုသူစားဆိုပြီးအဲ့လိုတလုံးချင်းမိတ်ဆက်လိုက်တဲ့အဲ့ဒီဗီဒီယိုလေးကသူတို့နိုင်ငံခြားမှာအဲ့လိုမျိုး hit သွားရပေါ့နော်သူတို့တွေသဘောကျတာပေါ့အဲ့လိုမြန်မာနာမည်တစ်ခုရှိရလားဆိုပြီးတော့ Chosu tusa Tata party parent Tata peri rangaya Rangaya အဲ့ဒီဗီဒီယိုလေးကဟိုဘက်မှာ hit သွားရဲပုံမှာဒီဘက်ညီမတို့မြန်မာနိုင်ငံမှာရှိတဲ့ဒီ India community ကလူတွေကလည်းနည်းနည်းလူသိလာရပေါ့နော်အဲ့လူသိပြီးတော့မှညီမတို့ဒီ team ထဲမှာရှိတဲ့ဒီစုံမက်ထဲမှာရှိတဲ့ဒီ producer director တို့ကဒီကောင်မလေးကိုပေါ့ဒီ series ထဲမှာထည့်ရိုက်မယ်ဆိုပြီးတော့အဲ့လိုပြောလာရင်လည်းညီမတို့ဒီညီမနဲ့ရင်းနှီးရဲ့အကိုကမလ်စီကနေမှတစ်စင် introduce လုပ်တာပေါ့နော်လုပ်တဲ့အချိန်မှာအကိုကမလ်ကနင်ငါနဲ့ရင်းနှီးရဆိုပြီးတော့နေမရဘူးပေါ့နော်ဒါပေမဲ့ casting တော့ဝင်ရမယ်ဆိုတာနဲ့အဲ့ကောင်းပြီဆိုပြီး casting ဝင်လိုက်ရတည်ရဲ့ဒီ character နဲ့ပတ်သက်ပြီးတော့ပေါ့နော် casting ဝင်တဲ့အချိန်မှာလည်းဒီညီမတို့ဒီ director ကတေချာလေးအဲ့လိုဒီ character နဲ့အဝင်ခွင်ကြဖြစ်မဲ့ဟာမျိုးလေးကိုတေချာလေးစစ်စစ်နဲ့ရွေးချယ်ပြီးရပေါ့နော်အဲ့နေရာမှာညီမရဲ့ performance တွေကိုအဆင်ပြေရဆိုပြီးတော့မှအဲ့လို2ယောက်3ယောက်အဲ့လိုမျိုး casting ဝင်ရတဲ့မှာအဲ့လိုညီမနဲ့အဆင်ပြေရညီမ character နဲ့ဒီဟာနဲ့ suitable ဖြစ်မယ်ဆိုပြီးတော့ညီမကို choose လုပ်လိုက်တာပါ finalize လုပ်လိုက်တာဒီစကားမှာကျတော့ညီမဒီပူးဆိုတဲ့ကောင်မလေးတယောက်နေရာနေပါဝင်တရုပ်ဆောင်ပါပေါ့နော်ဒါပေမဲ့ဘယ်လိုမျိုးစရုပ်နဲ့တရုပ်ဆောင်မယ်ဘယ်သူနဲ့တွဲမယ်ဆိုတာမျိုးလေးတွေကိုတော့ညီမဒီ secret အနေနဲ့ပဲထားချင်တယ်ပေါ့နော်တကယ်ရုပ်ရှင်ထွက်လာတဲ့အခါကျတော့မှပဲအဲ့လို surprise လေးနဲ့ကြည့်ပေးစေချင်လို့ပေါ့နော်ဟုတ်တယ်ဒီကားထဲမှာကျတော့လေညီမတို့ဒီမြန်မာနိုင်ငံမှာရှိရဲပေါ့နော်အိန္ဒိယလူမျိုးတွေကဘယ်လိုမျိုးနေထိုင်နေရဲဘယ်လိုမျိုးအတူတကွအလုပ်တွေတွဲလုပ်ကြရဲအဲ့ဒါကိုအဲ့လို realistic ဆန်ဆန်လေးသူကပြမှာပေါ့နော်အဲ့အတွက်ကြောင့်ညီမတို့ကလည်းဒီအိန္ဒိယလူမျိုးပဲဒါပေမဲ့မြန်မာပြည်မှာရှိနေရမြန်မာနိုင်ငံသားအိန္ဒိယလူမျိုးတွေပေါ့အဲ့လိုပုံစံမျိုးလေးနဲ့ဆိုတော့တချို့ခန်းမှာလည်းညီမတို့ဒီတမန်စကားလေးတွေပြောရမှာလေးရှိရဲတချို့ခန်းမှာလည်းအဲ့လိုမြန်မာစကားနဲ့ပေါ့နော်လုံးဝအခုဒီမြန်မာနိုင်ငံမှာရှိနေတဲ့ဒီအိန္ဒိယနွယ်ဖွားတွေဆိုတာကလည်းအခုညီမတို့ဒီမှာမွေးပြီးကြည့်ရုံနဲ့မဟုတ်ညီမတို့ရဲ့ဒီအဖိုးတွေရဲ့အဖေတွေကလေးဟိုပါပေါ့နော်ဒီမှာမွေးပြီးကြည့်ကြရဆိုတော့ maybe ညီမဆိုရင်ဒါ fourth generation လောက်ရှိမလားမသိဘူးဆိုတော့အဲ့လိုမျိုးဘိုးစင်ပေါင်းဆက်လိုက်ဒီမှာနေထိုင်လာခဲ့ရတဲ့တကယ်ပုံစံပေါ့နော်ဘယ်လိုပုံစံနဲ့နေထိုင်နေဆိုတာမျိုးလေးကိုအဓိက realistic ဆန်လေးရိုက်ပြမှာပေါ့နော်အဲ့ဆိုတော့ data ပေါက် culture တွေအဲ့လိုပုံစံမျိုးစုံနဲ့တော့ပါမယ်ပေါ့နော်ဟုတ်နုပညာအလုံးနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တော့ညီမဒီ2018လောက်ထဲကလေညီမဝါသနာအရာညီမရဲ့ဒီ Facebook Deepa ဆိုတဲ့ page ကနေပြီးတော့ပေါ့နော် cover song လေးဆိုဖြစ်တယ် music video လေးရိုက်ဖြစ်တယ်ပေါ့နော်အဲ့လိုတစ်ခါတလေရမန်ခါအဲ့လို makeup model လေးထိုင်ပေးဖြစ်တယ်အဲ့လိုနဲ့လောက်လာပေါ့နော်တခြားကိုရဲ့ဒီ career အလုပ်တွေပေါ်မှာလဲလို့လောက်ရတဲ့ပေါ်မှာလေ continuously မလုပ်ဖြစ်နေတာအဲ့လိုအမြဲတမ်းပေါ့တစ်ခုမဟုတ်တစ်ခုကတော့အမြဲတမ်းတော့လုပ်ဖြစ်နေရပါပဲဟုတ် ဟုတ်အဲ့လိုမျိုးတင်တန်းနေတက်တာမျိုးလည်းမရှိခဲ့ဘူးပြီးတော့အဲ့လိုအမှုပညာ background ရှိတာမျိုးလည်းအဲ့လိုမရှိဘူးပေါ့နော်ကိုယ်ကဝါသနာပါလို့ဒါလေးအဲ့လိုမျိုးတချင်းဆိုတာတအားဝါသနာပါတော့အဲ့ဆိုတာလေးတွေပို့လုပ်ဖြစ်တယ်အဲ့လိုပြီးတော့ဒီခုနောက်ပိုင်းခရီးလေးတွေထွက်ပြတဲ့ပုံမှာ travel vlog လေးရိုက်တာမျိုးပါညာပေါ့အဲ့လိုပဲဆက်လုပ်ဖြစ်နေပါတယ်ဟုတ်ညီမကတချင်းတိုင်းဆိုရယ် English လဲဆိုရယ်တမန်တချင်းလဲဆိုရယ်မြန်မာတချင်းတွေလည်းအများကြီးဆိုရယ်ဟုတ်
ဟုတ်ရှိရရှင်ညီမအစိုးပိုင်းကိုအဲ့လိုအားတန်တဲ့လူဆိုတော့လေဒီ series ထဲမှာလည်းညီမတို့ဒီအစိုးပိုင်းနဲ့ပတ်သက်တာလေးတွေကိုသူတို့ဟိုတေးသေးချာချာလေးပုံဖော်ပြသမယ်လို့တော့ပြောရဲရှင်ဟုတ်တယ်ဒီ experience ကတော့ညီမတို့ကအဲ့လိုဟိုတော်တော်လေးကို huge ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုညီမတို့ရဲ့ဒီ senior ကြီးအနေနဲ့ကြွဲရမှာလीနော်အဲ့တော့ဟိုငငယ်တော့ဆိုဒီကိုထွန်းထွန်းတို့ဘာလို့ဆိုရင်အဲ့လိုအများကြီးကြည်လာခဲ့ရအားပေးခဲ့ရဆိုတော့သူတို့တွေနဲ့တွဲရရမယ်ဆိုတော့အရန်လဲရင်ခုန်တယ်အရန်လဲကိုဟိုကျေနပ်တယ်ပေါ့နော်ကျေနပ်ပီတိဖြစ်ရတယ်အဲ့တော့အကောင်းဆုံးလဲစူးစမ်းဖို့စဉ်းစားထားပါတယ်ဟုတ်တရုပ်ဆောင်နဲ့ပတ်သက်ပြီးတော့လေညီမအရင်တော့အဲ့လိုအရန်ကြီးတော့ဟိုလုတ်ခဲ့တာမရှိ music video လေးပဲလုတ်ခဲ့တာပေါ့နော်ဒါပေမဲ့အဲ့လို on the spot ရောက်ပြီဆိုရင်ညီမကင်မရာရှေ့ရောက်ပြီဆိုရင်လေအဲ့လိုတစ်ခုခုလောက်ဆိုအဲ့လိုမကြောက်ဘဲနဲ့လုတ်တတ်တဲ့စိတ်လေးရောရှိရပေါ့နော်အဲ့ဒီကလည်း director ကဒီဟာနဲ့ပတ်သက်တဲ့ကိုဘယ်လိုမျိုးတရုပ်ဆောင်မလဲပေါ့ဒီ series ရေလို့မဟုတ်ဘူးပေါ့နော်ဘယ်လိုမျိုးကိုတရုပ်ဆောင်တက်လဲတခုလောက်ပြဆိုတော့ညီမအဲ့လိုဟိုခဏ break ပေးတဲ့အတွင်းမှာပေါ့နော်တခုခုအဲ့လိုမြန် scene တခုစဉ်းစားပြီးတော့အဲ့လိုတရုပ်ဆောင်လိုက်တာဖြစ်ချင်တော့ညီမတရုပ်ဆောင်လိုက်တဲ့ scenes ကိုလည်း director ဘက်ကနေပြီးတော့သဘောကျတယ်ပေါ့နော် performance ကအဆင်ပြေရဆိုပြီးတော့ရွေးချယ်ဖြစ်သွားတာပါဒါပေမဲ့ဘယ်လိုလဲဆိုတော့ connection မမိဘူးပေါ့နော် connection မရပြဘူးဖြစ်တယ်ဟိုအရင်နေတော့ကလည်းဟိုဒီလိုမျိုးကဒီမြန်မာနိုင်ငံမှာအိန္ဒိယလူမျိုးတွေရှိနေတာကြာပြီပေါ့နော်ဒါပေမဲ့အခုလိုမျိုးတွဲဖက်ပြီး cross culture လောက်တာမျိုးဆိုတာအခုမှဒါ first time လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အခုညီမတို့ဒါကောင်းကောင်းလေးဒီ series ထဲမှာအဲ့လိုအကောင်းဆုံးညီမတို့ရဲ့ performance ကိုအကောင်းဆုံးပြနိုင်မယ်ဆိုလို့ရှိရင်နောက်လူတွေအတွက်လည်းတေချာပေါက်အဲ့လို chance တွေရလာမယ်လို့ယုံကြည်ရပေါ့နော်အဲ့လိုလုံနိုင်တဲ့လူတွေလည်းအများကြီးရှိတယ်အဲ့ရှိရလေးကိုလည်းဟိုညီမတို့ကဒီအရှိဦးဆုံး chance ရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်အကောင်းဆုံးလုပ်သွားမယ်အဲ့ပေါ်မှာနောက်လူတွေအတွက်လည်းဟိုအခွင့်အလမ်းလေးတွေရှားလာမယ်လို့ယုံကြည်ပါတယ်အဲ့လိုမျိုးတော့မခံစားမိဘူးပေါ့နော်ဘာဖြစ်လို့ဆို cross culture ဆိုတာလေတခြားနိုင်ငံတွေမှာရိုက်ကြတယ်ဥပမာ Netflix series တွေမှာဆိုလို့ရှိရင်လည်းဟိုတချို့တော်များများကြည့်ပြီးမှာပါ Never Have I Ever တို့ဘာလို့အဲ့ဒီမှာဆိုလို့ရှိရင်လည်းဒီ English series ပဲဒါပေမဲ့တို့ကဒီအဲ့ US မှာရှိနေတဲ့ဒီ India လူမျိုးတွေပေါ့နော်အဲ့ US မှာရှိနေတဲ့ India လူမျိုးတွေနဲ့ပေါင်းဆက်ပြီးတော့ရိုက်ထားတယ်အဲ့လိုမျိုး cross culture လေးလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့လို series မျိုးတွေလည်းရှိရဲ့အပေါ်မှာမြန်မာနိုင်ငံမှာလည်းအဲ့ဒါဟိုအရင်ကတည်းကအဲ့လိုမျိုးလေးတွေလောက်ခဲ့တဲ့တယ်လို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့အခွင့်အရေးမရခဲ့တာနဲ့ဗာညာနဲ့အခုဒီလိုမျိုး first time လုပ်တော့လဲနောက်လဲတချို့ကိစ္စတွေမှာတချို့ project တွေမှာအဲ့လိုတွဲဖက်ပြီးတော့လုပ်လို့ရမယ့်အခွင့်အရေးမျိုးရှိရဆိုရင်တော့ဖြစ်လာမယ်လို့ထင်ပါတယ်ဟုတ်ညီမတော့ဟိုအမြဲတမ်းကိုစီကိုရောက်ရှိလာတဲ့အဲ့ဒီ opportunities တွေကိုညီမအမြဲတမ်းအဲ့လိုအရယူတတ်တဲ့လူဆိုတော့အဲ့လိုကောင်းမွန်တဲ့အခွင့်အရေးကောင်းမွန်တဲ့rules တွေနဲ့ရလာခဲ့မယ်ဆိုလို့ရှိရင်တော့ဆက်ပြီးတော့လုပ်သွားဖို့ရှိပါတယ်ဟုတ်ကဲ့အခုကပေါ့နော်ဒါ first time အခုလိုမျိုးဒီ cross culture ရိုက်တဲ့ series မျိုးဖြစ်တဲ့အတွက်ကြောင့်ညီမတို့ဒီ series မှာပါဝင်လာမယ်ပေါ့နော်အဲ့လိုဟိုမြင်နေကြမဟုတ်တဲ့ culture အသစ်လေးတွေဟိုပုံစံအသစ်လေးတွေလည်းပါလာမယ်ပေါ့နော်ပြီးတော့ဟိုဒီ Indian နွယ်ဘွားတွေကနေပြီးတော့ပါဝင်လာမယ်တရုတ်ဆောင်အသစ်လေးတွေလည်းရှိရပေါ့နော်အဲ့အတွက်ကြောင့်ဟိုအသစ်တွေဖြစ်တဲ့ပုံမှာအကယ်၍များအမှားပါခဲ့လို့ရှိရင်လည်းဟိုနားလည်ပေးပြီးတော့ပေါ့နော်ချစ်တဲ့မျက်စိလေးနဲ့ကြည့်ပြီးတော့အားပေးကြပါလို့ဒီကနေတောင်းဆိုချင်ပါတယ်